ဒါလည်းမျိုးကိုထိုးပြနာဖြစ်ပါတယ်အဝေးပဲပေါ့အရှိပဲပေါ့လမ်းတွေကဒါတော့တောင်ထိုးနေဖြစ်ပါတယ်အဲ့မှာတော့ဒီမှာကြည့်တော့ကနန်းကျွေးတယ်အများကြီးရှိပါတယ်အပေါ်တက်ရှိုးပါမယ်အပေါ်နဲ့ view point တွေတစ်ချက်ကြည့်ပါမယ်ဒီမှာအတွင်းနဲ့ထိုင်ရင်ဘယ်လိုလှကြအောင်ဘယ်လိုရိုးလို့ရကြအောင်ရှင်းပြနေတာဖြစ်ပါတယ်ဟောတကယ်လှပါတယ်ပြောလို့မဆုံးပါဘူးငယ်ကလေးဟာလေတကောင်လားတိကျမတွေ့လိုက်ကျွန်တော်လည်းဖြစ်ဖို့များပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုဖြည်းဖြည်းချင်းပြောင်းပြပါတယ်အဲ့ပဲချင်းမှာပါလေရဟဲ့ရှိမတင်မိုးတွေပြီးနေတယ်ဒါတော့တရားဖြစ်ပါတယ်တရားအင်မတန်ရှည်ကြောင်းခဏကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်နောက်ခဏတန်မပြောရင်ဒီတရားရဲ့ကောင်းကြောင်းကောင်းပြီဆိုတဲ့အကြောင်းပဲကြားမှာဖြစ်ပါတယ်တရားကိုတရားလို့တတိယအကြောင်းလေးပါညာတယ်လည်းပြောဖြစ်ပါတယ်ဒါတော့ခုနအပေါ်နဲ့ကြည့်တာဖြစ်ပါတယ်အပေါ်တော့ကျွန်တော်မစင်းပါဘူးဒါကိုကြည့်ပလိုက်ပါတယ်ခံစားပလိုက်ပါတယ် view တွေလာတယ်ပေါ့နော်ပေါင်းကြီးရလဲတိမ်အောင်လို့လေးနေပေါ့နော်တိမ်တူလို့တော့ပါတော့မယ်ဒီမတက်ပူပါတယ်ဒါတော့ခုနကျွန်တော်ဘယ်ကနေပဲလို့ဒါတော့ဘယ်ကနေပဲလို့ကြွလာကြအောင်ပြန်ရှင်းပြနေဖြစ်ပါတယ်အဝေးလျှောက်တဲ့ပါညာပေါ့တော်တော်လေးဝေးပါတယ်နိုင်ဝဲတော့မကပါဘူးဒါကျွန်တော်ခုနနားတဲ့နေရာကိုရှာပါမယ်ပြောရမနာပြပါဘူးအဲ့တော့ပြန်ရှင်းနေပညာတွေကိုပြန်ဝေးမယ်ဒါတော့ဟိုစားပေါ့နော်စကိတ်စီးတဲ့နေရာဖြစ်ပါတယ်ဒါဒီပဲနားတဲ့နေရာပေါ့နော်စကိတ်စီးလို့မောဒီမှာနားလို့ရပါတယ်ဟိုဘက်ချမ်းကတော့ပူဆယ်ဘလုံးတဝင်းရှိပြီပေါ့နော်ဒီပြောင်းစလင်းရတာကျွန်တော်လည်းမသိပါဘူးကျွန်တော်တော်တယ်နဲ့ပူဆယ်ဘလုံးဝင်ရောက်တော့မှဖြစ်ပါတယ်ဒီဘက်မှာတော့စက်ဘိန်းနေစီးနေကြပါတယ်နေပူတော့စီးရလို့တိတ်မရှိပါဘူးဖြစ်တော့ရှိပါတယ်အနေချင်းပါတော့ဒါတော့နောက်ပြန်ပြပါတယ်ဒါတော့မြက်ခင်းဒီထဲကရှော့သွားတာဖြစ်ပါတယ်အိမ်မတက်မှသွားလို့လည်းကောင်းတယ်ပြောလို့လည်းကောင်းပါတယ်တယောက်ထဲလည်းကျွန်တော်ကပြောပါတယ်ဒါတော့ကိုရီးယားကတမန်ပြောတယ်နေတဲ့ချင်းနဲ့ဆရာကြီးပါပဲပေါ်ပါဆိုတာကတော့ဝဒနာခီသွားရဝဒနာပါတော့ဘယ်လိုလဲဒီနေ့ပြောပါတယ်ခီသွားတော့ပြောနေတာပါဒီပူလေးပြောမိုးရလည်းပြောပါတယ်ဒါတော့ကျွန်တော်တို့ရေစီတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဝေဆက်စုကြည့်မယ်ပါညာပေါ့နော်အဲ့တော့ဝေဆက်စုကြည့်လိုက်ပါတယ်အဲ့တော့ဆက်စိန်ကြည့်လိုက်ပါတယ်အိုးတအားပူတယ်ပေါ့နော်ဘာဖြစ်လို့အလောက်ပူတယ်လည်းမသိဘူးပေါ့နော်တော့ပူနေပါလားပေါ့40ဒီဂရီရှိပါတယ်36 40ဒီဂရီဒီလောက်ထိပူပါတယ်တော်တော်ပူတာပါနောက်ဆုံးမှသိလိုက်ရတာကကျွန်တော်ကရေစလွတ်တဲ့နေရာနဲ့တွန်းနေတဲ့အတွက်ကြောင့်အပူဆုံးနေရာဖြစ်ပါတယ်ရေအနားမှာလွတ်တာပေါ့နော်အနားနဲ့အပူစလွတ်တဲ့အတွက်ကျွန်တော်ကထိတ်ဆုံးမှတွန်းနေတာဖြစ်ပါတယ်ကျွန်တော်ထင်တာတော့ဒီနားတဝိုင်းစာတွဲလို့လည်းအောင်မိတာပါဒါပေမဲ့မဟုတ်ပါဘူးအရှိကြီးပါပဲ3-5 ကွေးလောက်ထားတာပါဒါမှမဟုတ်သူများတွေဟိုအနောက်ဆုံးတော့နေကြတာဖြစ်ပါတယ်ကျွန်တော်မသိပဲနဲ့အရှိသမောသွားစိန်နေတော့ပူတာပါအဲ့တော့ပြန်စဉ်းစားပြီးတော့ရည်နေရပါတယ်ဒီမှာကွေးလိုက်ပေါ့တော်တော်ရှိတယ်ပါတယ်ဒီကနေစလုပ်တဲ့ရေးပါပဲဒီကနေစလို့40ဒီဂရီရှိပါတယ်တွေ့ပြီးနေဟိုပေါ်နေဆင်းသွားတာပါအဲ့တော့မသိပဲနဲ့ထိတ်ဆုံးမှသွားထိုင်နေတာပါကျွန်တော်ကတော့ဒါတော့တက်သွားပါတယ်ဒီတိုင်းပဲလမ်းသွားတဲ့နေရာအောင်မလို့ကြီးရင်နဲ့ဆိုင်မုံတွေ့လဲမှာအော်ဒါဖနက်ချုပ်ပြီးသွားတယ်လမ်းမြန်တည်သွားပါတယ်အဲ့တော့ပြန်ဆင်းပါတယ်
ပြီးတော့ကျွန်တော်မြခင်ရှောင်းလန်းတိုင်းရှောက်သွားလိုက်ပါတယ်ဒီပူပါတယ်နော်ရေးချီတော့ရေးစင်းပြန်လာတော့ချီတော့လေးရလေးနွေးလေးနဲ့ဖြစ်ပါတယ်ပြန်နေရေးလေးပေါ့နော်အနာတော့ပန်းနေဖြစ်ပါတယ်လာပါတယ်ပြီးတော့လာကြောင်ရှင်းပြနေတာဖြစ်ပါတယ်တော်လေးပြင်မှာကြည့်ရင်တော်လေးကိုလာပါတယ်ဒီပန်းရောအယုံလေးကဖွဲ့စည်းပုံလေးအင်မတန်မှလာပါပါတယ်ကြားရတော့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေပြီးလေရှီကိုလည်းဆက်သွားလိုက်ပါတယ်ဒါတော့မြက်ခင်းတဲ့ရှော့သွားရဖြစ်ပါတယ်သွားနေတယ်ဖြစ်ပါတယ်အဲ့တော့ပေလို့တော့ဒီလိုပုံစံလေးတွေနဲ့မထူးမခြားလေးတော့ဘယ်တော့တင်မတော့ဘူးစဉ်းစားလိုက်ပါတယ်အဲ့တော့ဒီနာဟိုချီတီချီဟိုရှိုးတီရှိုးနေခုနလမ်းမှာပြန်ရောက်လို့ဖြစ်သွားပါတယ်အဲ့ဒါနဲ့ထူးတော့ဘာလို့လဲဆိုပြီးတော့ခဏတော့နားမစလို့ပြီးတော့နေရာလိုက်ရှာပါတယ်ပြီးတော့မတွေ့ပါဘူးအဲ့တော့ပြန်တော့ပါဘူးလားဒီရှိသူအပေါင်းတို့အားလုံးကိုကြည့်လို့ထူပဲတင်ရှိပါတယ်ကျမချမ်းသာကြပါစေ